2025အောက်တိုဘာလ23ရက်နေ့ဆိုရှယ်မီဒီယာတွေပေါ်မှာလှုပ်ခတ်ခတ်ဖြစ်ပြီးလူစိတ်ဝင်စားမှုအများဆုံးဖြစ်ခဲ့တဲ့လူတက်မှုခင်ဖြစ်ရတဲ့တစ်ခုကကြောက်မဲမျိုးစာတီတာမီနှစ်ယောက်ပြည်ဦးလွင်မှာရံပြုတ်ပြီးရဲဆက်ဆက်အတက်ခံရတဲ့အမှုပါပဲဒီအမှုဟာအမေဖြစ်သူကိုရဲဆက်ဆက်အဝင်းနဲ့လေပင်ကိုညစ်တက်ခဲ့ပြီးတေဆုံးသူဘယ်သူပဲဝါဆိုတာအဖြေရှာလို့မရနိုင်တော့အောင်မျက်နှာနဲ့ဥကောင်းတစ်ခုလုံးကြည်မွအောင်ထုထားခဲ့တာဒါအပြင်အမေလို့သူကိုရဲဆက်ဆက်တက်ခဲ့တဲ့နေရာကိုပဲတမီးဖြစ်သူကိုထက်ခေါ်သွားခဲ့ပြီးတက်စီလောင်ပြီးမိရှို့တက်ခဲ့တဲ့အမှုပါဒီအမှုကိုကျူးလွန်ခဲ့တဲ့သူဟာအသက်30ကျော်တာရှိသေးတဲ့နမ်းမဟွမ်ခန်းဆိုတဲ့အမျိုးသမီးဖြစ်ပြီးစာပန်းအိမ်ဘော်ရာဆောင်မှာကလေးမုံတွေရောင်းတဲ့သူဖြစ်ပါတယ်အမေလုပ်တဲ့သူကစိတ်တဆဆက်ဆက်ရဲဆက်ဆက်တက်ဖြတ်ခံရမှုကြောင့်တေဆုံးသွားခဲ့ရပြီးတမီးဖြစ်တဲ့သူကတော့ကံကောင်းစွာပဲထူခြားဆန်းကျယ်တဲ့ဖြစ်ရပ်တစ်ခုလိုလွတ်မြောက်လို့လာခဲ့ပါတယ်တည်င်းတွေကိုမတူကွဲပြားတဲ့ရှုထောင့်တွေကနေရှုမြင်ခံစားခြင်းနဲ့မူကင်းဖြစ်မှန်တွေရဲ့မြက်ကွက်တွေဒီဝက်ချက်တွေကိုသိရှိခံစားခြင်းနဲ့ဆိုရင် Burmese Media Voice ကို subscribe လုပ်ထားပြီးတစ်လွင်ဆက်တဲ့တည်င်းမျိုးစားတဲ့တွေကိုရယူခံစားနိုင်ပါတယ်။ယောနီတော်မနာတီကာရာနဲ့နောက်ထပ်တစ်ပုဒ်ပါ။သမီးဖြစ်သူက12တန်းကျောင်းသူလေးဖြစ်ပြီးကြောက်မဲမျိုးကနေစာပန်းအိမ်ပေါ်ရာဆောင်မှာကျောင်းအိမ်ကျောင်းသားအဆောင်နေကျောင်းသူအဖြစ်ပညာစည်းပူးနေခဲ့တာဖြစ်ပါတယ်။ရဲဆက်ဆက်တက်ဖြတ်ခံရပြီးတေဆုံးသူတာကောင်မြေကဒေါ်နန်းရွှေစိန်ဖြစ်ပြီးသူကတည်င်းကျွကြောင်ပရက်မှာတမီးဖြစ်သူကိုတွေးဆုံဖို့အတွက်ပြင်းဦးလွင်မျိုးကိုအလဲလာခဲ့ရကနေဒီဝမ်းနဲ့ဆရာကိစ္စကြီးကဖြစ်သွားခဲ့တာပါဖြစ်စဉ်ဖြစ်တဲ့နေ့အော်တိုဘာလ10ရက်နေ့မနက်9နာရီခွဲအချိန်မှာဒေါ်နန်းရွှေစိန်တို့သားမီးစီကိုနမ်းမိုးဟန်ခန်းကရောက်လာခဲ့ပြီးကိစ္စတစ်ခုရှိနေလို့ကူညီခဏလောက်ပေးပါဆိုပြီးအပြင်ကိုခေါ်သွားခဲ့တယ်လို့ဆိုပါတယ်ခဏလောက်ပါပဲလို့ပြောပြီးခေါ်သွားခဲ့ပေမဲ့နိုင်နည်းနည်းလောက်ကြာပြီးတဲ့အချိန်ထိဒေါ်နန်းရွှေစိန်ပြန်မြောက်လာခဲ့တာကြောင့်တမီးဖြစ်တဲ့သူကအချိန်ချင်းဖုန်းဆက်ခေါ်ဆိုခဲ့ပါတယ်။ဒါပေမဲ့လူကြီးမင်းခေါ်ဆိုတော့ဖုန်းမှာဆက်ပိတ်ထားပါတယ်ဆိုတာနဲ့ပဲတိုးခဲ့ရပြီးဖုန်းဘယ်လိုမှဆက်လို့မရခဲ့တော့ပါဘူး။အချိန်ချင်းဖုန်းဆက်မရလို့အချိန်တော်ကြာတဲ့အထိစိတ်ပူနေခဲ့ရပြီးတဲ့နောက်မှာတော့နမ်းမဟွမ်ခန်းကကျန်ရစ်သူတမီးเจ้าသူကိုနေမေအားခေါ်ခိုင်းလိုက်ကြောင်းနေမေဖုန်းကြောက်ခွေသွားလို့ဖုန်းဆက်လို့မရတော့တာဖြစ်တဲ့အကြောင်းအမေစီကိုတွားဖို့သူနဲ့လိုက်လာဖို့ခေါ်ကြောင်းပြောပြီးခေါ်တာမို့เจ้าသူလေးကလည်းလိုက်သွားတဲ့အခါမှာပြင်းဦးလွင်မြို့ပြင်လူပြတ်တဲ့နေရာတစ်ခုကိုခေါ်သွားခဲ့တယ်လို့ဆိုပါတယ်လူပြတ်တဲ့နေရာကိုအရောက်မှာတော့ဆိုင်ကယ်ကိုရက်ပြီးခဏနာတဲ့အချိန်မှာကျောင်းသူလေးရဲ့နောက်စိတ်ကိုနမ်းမိုးဝမ်ခန်းကအသိယူလာတဲ့ဝိုင်ပလင်းနဲ့အားကုန်ရိုက်လိုက်ပါတော့တယ်ပြင်းထန်လာတဲ့ဝေဒနာကြောင့်မိုက်ကနေဖြစ်သွားပြီးမောက်သွားတဲ့အခါမှာတော့ကျောင်းသူလေးကိုအပေါ်ကခွစီလိုက်ပြီးကျောင်းသူလေးရဲ့ခေါင်းကိုရင်ကြီးနဲ့ဆက်မပြတ်ကင်ပြီးစောင့်ပါတော့တယ်တတိလေးမိမျောသွားတဲ့အခါမှာတော့ဓာတ်စီနဲ့လောင်ပြီးမီးရှို့ခဲ့ပါတယ်တတိလေးမိမျောသွားခဲ့တယ်ဆိုပေမဲ့ပြင်းထန်လာတဲ့မီးလောင်မှုကိုခံစားရတဲ့အခါမှာတော့ခန္ဓာကိုယ်ကြီးရဲ့လှုံ့ဆော်မှုအရပြန်တတိယတစ်ချက်မရတစ်ချက်ဖြစ်လာခဲ့ပြီးမီးရှိန်ကြောင့်အပြင်းထန်နာကျင်နေခဲ့ကမီးလောင်ဆွဲနေတဲ့အင်ဂျီကိုဆွဲချွတ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့လမ်းဘေးမှာရှိနေခဲ့တဲ့ကြံကင်းချက်တွေကိုရှိသမျှအားကုန်တုံးလို့ထွက်ပြေးသွားခဲ့ပြီးအနီးအနားကရွာသူရွာသားတွေရဲ့ကူညီဆောင်ရှောက်မှုကြောင့်သာအသက်ချမ်းသာရလို့စေယုံကိုပို့ဆောင်နိုင်ခဲ့ကြတယ်လို့ဆိုပါတယ်ကျောင်းသူလေးရဲ့အမေဖြစ်သူကိုအခင်းဖြစ်ရာအနီးပါးမှာလိုက်ရှာကြတဲ့အခါမှာတော့လေဘင်းကိုအဝင်းနဲ့ညစ်တက်တာခံထားရပြီးတေဆုံးသူဘယ်သူပဲဝါဆိုတာမမတ်မိလောက်အောင်ပုံဖြတ်တဲ့အနေနဲ့မျက်နှာနဲ့ဥကောင်းကိုမွမွကြည်အောင်ထုနှက်ခံရပြီးတေဆုံးခဲ့ရပြီဖြစ်တယ်ဆိုတာကိုသိရှိခဲ့ရပါတယ်တေဆုံးသူဒေါ်နန်းရွှေစိန်ကဒေတာခန်စားတောက်ကုန်လေးတွေကိုကြောက်မဲမျိုးမရက်ွက်ရှစ်မှာကြောင်းချအသက်မွေးတဲ့သူဖြစ်ပြီးသားနှစ်ယောက်သမီးနှစ်ယောက်ရှိပါတယ်ဒီတဲ့င်းကိုကြားရတဲ့ကျောင်းသူလေးရဲ့ဖခင်ဟာလည်းသမီးဖြစ်သူရဲဆက်ဆက်မီရှိုးအတက်ခံရကနေတက်ဘေကလွတ်လာတဲ့တည်င်းရဲ့ဇနီးဖြစ်သူရဲဆက်ဆက်ကြောက်ခဲနဲ့အထုတက်ခံလိုက်ရတဲ့တည်င်းရဲ့စိုးဝါလာတဲ့တည်င်းတစ်ခုကိုပေါင်းဆက်တီးလိုက်ရခဲ့ပြီးတဲ့နောက်မှာအကြီးကျယ်တုံလို့တဲ့စိတ်နဲ့လူမကန့်အောင်ဖြစ်ပြီးစိုက်တယ်မောက်လို့ဒဏ်ရာတွေရသွားခဲ့တယ်လို့ကြောက်မဲ့ဒေတာခံတယောက်ကပြောပြပါတယ်အခင်းဖြစ်ပွားခဲ့ခြင်းအော်တိုဘာလ10ရက်နေ့ကနေစပြီးယနေ့လက်ရှိအော်တိုဘာ17ရက်နေ့ညပိုင်းအချိန်ထိတရားခံဖြစ်တဲ့သူကိုဖမ်းဆီးရမိခြင်းမရှိသေးပဲခက်ပြေလွတ်မြောက်နေစေဖြစ်ကြောင်းသိရပါတယ်ဒီသတင်းကိုတေဆုံးသူဒေါ်နန်းရွှေစိန်ရဲ့ညီမဖြစ်တဲ့သူကသူမရဲ့အကောင့်မှာအော်တိုဘာ17ရက်နေ့မနက်ပိုင်းကနေစပြီးတင်ထားခဲ့တာဖြစ်ပြီးသတင်းမီဒီယာအများပြားကလည်းဒီအကြောင်းကိုတင်ဆက်ဖော်ပြလို့လူတက်သမားကိုဖမ်းမိစေရန်အလို့ငါတထောက်တနေရာကနေကူညီကြလျက်ရှိပါတယ်လူတက်သမားဖြစ်သူအသက်30ကျော်နမ်းမို့ခန့်ဟာအိမ်အောင်ရှိကလေးတယောက်မိခင်ဖြစ်ပြီးငယ်ရွယ်စဉ်ကအင်မတန်လိမ်မာလို့စာတော်တဲ့သူတယောက်ဖြစ်တဲ့အကြောင်းငွေရေးကြေးရေးအဆင်ပြေတဲ့မိဘတွေကပေါက်ဖွာလာခဲ့တဲ့သူဖြစ်ကြောင်းစီเจ้าတောင်တက်ခဲ့ဘူးကြောင်းသူမရဲ့အတိအကျွမ်းတွေပြောပြချက်အရသိရပါတယ်တရားခံဟာထွက်ပြေးလို့မြောက်လျက်ရှိနေသေးတာမို့လူတက်မှုအကြောင်းရင်းခံကုန်မသိနိုင်သေးပေမဲ့ဒေါ်နန်းရွှေစိန်ရဲ့လက်ဝက်လက်စာတွေနဲ့ဖုန်းငွေကြေးစတာတွေကိုလိုချင်တက်မှတ်တဲ့စိတ်ကြောင့်ဒီလိုလူမဆန်တဲ့ရက်စက်မှုကြီးကိုကျူးလွန်ခဲ့ရတာဖြစ်နိုင်ပြီးကျောင်းသူလေးကိုတော့နှုတ်ပိတ်ဖို့အတွက်
ကျူးလွန်ခဲ့တာဖြစ်တယ်လို့အကြံအားဖြင့်သုံးသပ်နိုင်ပါတယ်အိမ်တော်ရှိကလေးတယောက်မိခင်တယောက်ကဒီလိုရက်စက်မှုကြီးကိုကျူးလွန်တာဟာယုံနိုင်စရာမရှိတော့အောင်ကိုရက်စက်တဲ့အမှုကြီးပေမဲ့နင့်နာတူသားကောင်ကိုယ်တိုင်ကထွက်ပြေးလွတ်မြောက်လာခဲ့တာကြောင့်ဒါတရားခံကိုတတိပပသိရခြင်းဖြစ်ပါတယ်အခုခေတ်ကာလဟာ online လောင်းကစားတွေမျိုးစုံထုံကားနေခဲ့တာကြောင့် online လောင်းကစားနဲ့ဆက်နွယ်ပတ်သက်မိပြီးဘဝပြက်လူထိဖြစ်နေခဲ့တာကြောင့်ဒါလုံမီလုံရကိုလှုပ်သွားခဲ့တယ်လို့တုံ့တက်ရမှာပါပဲနောက်ထပ်ရှူထောင်းတစ်ခုကကြည့်မယ်ဆိုရင်ဒီလောက်ကြမ်းကြုတ်တာမျိုးကြီးကိုကျူးလွန်ဖို့အတွက်နာကြီးမှုနဲ့ရှိုင်ပါဝင်တဲ့ရန်ညိုးနောက်ခံများရှိနေခဲ့တာလားအတိအကျွမ်းနေပြောပြချက်အရလူတက်သမားဖြစ်သူဟာငွေကြေးစင်ပြေတဲ့မိဘနောက်ခံရှိတာမို့အကြောင်းပြချက်မမေရမရှိပဲတက်ချင်လို့ကိုတက်တာမျိုးများဖြစ်နေနိုင်မလားကြိုတင်ကြံစီပြီးတက်တာလားဒီတန်းကြပန်းလုံမီလုံရလောက်ခဲ့တာလားဆိုတဲ့မိကုန်းတွေကတော့ကြံနေသေးပါပဲနမ်းဖို့ခံစေရောက်တဲ့စာပဲအိမ်ပေါ်တာဆောင်ပိုင်ရှင်ဟာစိတ်နှလုံးကောင်းမွန်ပြီးဖြောင်းမမှန်ကန်တဲ့သူဖြစ်တဲ့အကြောင်းနာမည်ကြီးတာကြောင့်မမီတို့ကြောင့်တို့ကိုယ်တိုင်နစ်နာခဲ့ရတဲ့အမှုကြီးကိုထက်ထဲဝင့်ကူညီဖော်ထုတ်ပေးမှဖြစ်တယ်ဆိုပြီးတုံ့တက်ချက်တွေအရသိရပါတယ်တိတ်ဆုံးသူမိသားစုဟာလူတက်တရက်ခံနမ်းမှုခန့်ကထွက်ပြေးလွတ်မြောက်လျက်ရှိစေမှုတွေ့ရှိခဲ့တဲ့ဆိုရင်အောက်ပါဖုန်းနံပါတ်တွေကိုဆက်သွယ်ပြီးကူညီသတင်းပေးဖို့မြစ်တာရက်ခံပါတယ်ဆိုပြီးဖုန်းနံပါတ်တွေတင်ထားပါတယ်ဖုန်းနံပါတ်တွေကိုတော့ကွန်မန့်မှာတင်ထားပေးမှဖြစ်တာကြောင့်တရားခံဖြစ်သူနမ်းမှုခန့်ကိုတွေ့ရှိခဲ့မယ်ဆိုရင်ကူညီဆက်သွယ်ပေးကြပါအောင်လို့မြစ်တာရက်ခံခြင်းပါတယ်အဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်